အားလုံးပဲမြင်လာပါကျွန်တော်ကတော့မြန်မာ channel ကလေးရဲ့မမဘုံဝင်လေးဖြစ်တဲ့ TKS ကွာတဲ့ရဲ့ founder လေးဖြစ်တဲ့မောင်တူကန်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အရှိပိုက်ကမှာပြောသွားတဲ့ပတ်ဝန်းမှာ9တကောင်ပေါ့နော်ဒေါင်းကုတ်နေလောကမဲ့ပြဿနာတွေဒါတွေကျွန်တော်ပြောပြသွားတယ်ဒီတကပတူးပေါ့နော်ပတူးမှာတော့ကျွန်တော်ဘာပြောပြသွားမလဲဆိုရင်9အနေနဲ့ပေါ့နော်လူတွေကျွန်တော်တော်တော်များများတွေ့ရတယ်ပေါ့နော်9တကောင်နေသားကြဖို့ flare ဖို့ဘာဖို့ပေါ့နော်နေသားကန်တဲ့ stable ဖြစ်ဖို့ပေါ့နော်ဒါတွေဖြစ်ဖို့ဆိုရင်အစာဆိုကျွေးတာနဲ့ stable ဖြစ်တယ်လို့ယူဆကြတယ်ပေါ့နော်ဒါမှန်လားမလားပေါ့နော်ပြောရမယ်ဆိုရင်နှမ်းရမယ်ဆိုရင်လူတွေမှာတော့ဗျာကျွန်တော်တို့ကလေးတယောက်ကနေရစိတ်စိတ်မှာသွားနေရလို့မပြောတဲ့အခါဗျာကလေးကိုပျော်မုတ်ကျွေးယုံနဲ့အဲ့ကလေးကမုတ်စားရဲ့အချိန်ပဲပျော်မှာဗျာသိရမလားမုတ်စားလို့မုတ်ကုံသွားတာနဲ့သူ့ရဲ့အိမ်ကိုပဲပြန်လွမ်းမှာဒီလိုဥပမာပဲငါကလည်းကန်နဲ့နေသားမကြဘူးဆိုလို့ရှိရင်ငါ့ကိုအစာဆိုကျွေးမယ်ဆိုလို့ရှိရင်အစာဆိုကျွေးရဲ့အချိန်တိုင်းလေးအချိန်လေးမှာပဲအစာတောင်းတဲ့အချိန်ပဲနည်းနည်းဟတ်နေမှာပေါ့နော်ကျန်တဲ့အချိန်တွေမှာငါကပြန်ပြီးတော့ဒေါင်းကုတ်ပြီးတော့ကတ်နေမှာပဲပေါ့နော်ဒါကြောင့်ငါ့ကို stable ဖြစ်ပြီးတော့ plan လက်ပြတာနဲ့လူရင်အောင်မကြောက်အောင်ဘယ်လို train ပေးရမလဲဆိုရင်ဒီနေ့အပိုင်းလေးဒါလေးအကုန်အထောက်အကူပြုမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဆက်လက်ပြီးပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ပထမဆုံးပတ်ဝန်းမှာပြောထားတယ်ကျွန်တော်တို့9တကောင်တောင်းကန်ပေါ့နော်လောကမဲ့ရေ quality ကန်ပြင်စင်ပေါ့နော်ကန် skate တွေပါပြောပြီးသွားတဲ့နောက်ပိုင်းမှာဒီပိုင်းကတော့အစာစားပုံကနေစမယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်ရေ quality တွေပါလေ changes လုပ်ပြီးပြီဆိုလို့ရှိရင်ငါ့ကိုကျွေးရမှာကအစာဆို only ကျွေးရမယ်စားဆိုမှာဘာတွေရှိမလဲဆိုတော့ဂစီဓာတ်ပါတာတွေအဆီဓာတ်ပါတာတွေကျွေးလို့ရတယ်ဒါပေမဲ့ဒီဟာတွေကရေရှည်ငါးတွေအတွက်မကောင်းစေဘူးပေါ့နော်မကောင်းစေတဲ့အခါကျတော့ဒီကောင်လေးကိုတော်ရုံတရုံကျွေးရုံလောက်ပဲကောင်းတယ်တကယ်လို့တော်ရုံတရုံထက်ကိုများသွားမယ်ဆိုလို့ရှိရင်ငါးတွေနေနေပေါ့နော်သူတို့မှာဘယ်လိုပြောရမလဲဗျာလူတွေပြောတဲ့ငရမ်းခန္ဓာကိုယ်လေး body ငရမ်း body မဖြစ်တော့ဘဲနဲ့ငါးရဖတီးဖြစ်နေမှာပေါ့နော်ဒီလိုတွေဖြစ်သွားမှာပေါ့အဲ့အတွက်ကြောင့်ကျွန်တော်တို့ငါးကိုအစီဓာတ်ပါတာကြီးဆိုလို့ရှိရင်ဗျာပြောရမယ်ဆိုလို့ရှိရင်1တို့ပဇွန်ပေါ့နော်မြကြားပဇွန်တို့ဒီမြေတီပေါ့နော်ရေတီဒီကောင်လေးတွေကကျတော့အစီဓာတ်မြေတီဆိုလို့ရှိရင်အစီဓာတ်တော်တော်ပါတယ်ပေါ့နော်ငါးကိုဖတီးဖြစ်စေတယ်ပေါ့နော်အဲ့တော့ကြောင့်လိုရုံမှာငါးလေးပိုက်လေးဖောင်းကားယုံလောက်လေးပဲကျွင်းရနေပေါ့နော်ငါးပိုက်တင်းယုံလေးလောက်ပဲကျွင်းရပါပြီနောက်တစ်ချက်ကကျတော့ငါ့ကိုပေါ့နော်ရေလေပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကန်တပေပက်လေပဲထားပါတော့တပေပက်လေဆိုလို့ရှိရင်ကျွန်တော်ကန်ရဲ့တဝက်၄ပုံ၄ပုံတပုံပေါ့နော်၄ပုံ3ပုံကိုရေးဖြည့်မယ်ဖြည့်ပြီးတော့တပုံကို9ခုနိုင်ရန်ပေါ့နော်ကျွန်တော်တို့ခြံပေးထားမယ်ပေါ့နော်ဒါမှဒီ9ကတဖြည်းဖြည်းနဲ့မှနိုင်ငံသားမှာဆိုလို့ရှိရင်ဒီလိုပဲဒီနီးတိုင်းပဲလုပ်တယ်ပေါ့နော်ဒီကိုတဝက်ခြံထားပေးတယ်ခြံနည်းနည်းပဲထည့်တယ်ပေါ့နော်ဖင်ကက်လောက်ပဲကန်လေးနဲ့၄ပုံ3ပုံလောက်ပဲထည့်တယ်ထည့်ပေးပြီးတော့ထားတယ်ပေါ့ငါတဖြည်းဖြည်းနဲ့မှလမ်းလာပြီဆိုတော့မှတဖြည်းဖြည်းရေကိုတက်ဖြည်းပြီးတော့မှလိုချင်တဲ့ပုံစံကိုသွားတာပေါ့နော်ဒီလိုမျိုးတွေလုပ်ကြတယ်ပေါ့ငါအတွက်ကျွန်တော်လက်ရှိအကျွေးဆုံးပေါ့နော်ငါတွေဒီလိုလာတယ်ဆိုတာကဒီလိုပေါ့နော်တီကျွေးလို့ပေါ့